အားလုံးပဲမင်္ဂလာခင်ဗျာခုနောက်ပိုင်းမှာ Telegram သုံးမျိုးသူတော်တော်များများဟာကို Telegram ကောက်ကိုပြန်ဝင်တဲ့အချိန်မှာဆိုလို့ရှိရင်ကိုမှဖုန်းနံပါတ်လည်းရှိပါရဲ့တဲ့နဲ့ Telegram ကနေဖုန်းခေါ်တာကုတ်ချမပေးတာတွေကျွန်တော်တို့ကိုယ့်အကောက်ကိုပြန်ဝင်တဲ့အချိန်မှာ login ဝင်လို့မရတဲ့ပြဿနာတွေဟာတော်တော်များများကြုံနေကြရတယ်ပေါ့နော်ဒီနေ့မှာတော့ Telegram မှာကိုယ့်ရဲ့အကောင့်ကို login ဝင်လို့မရတဲ့ပြဿနာတက်နေကြတဲ့ကိုလူတွေအတွက်အဆင်ပြေပြေနဲ့ပြန်လည်အသုံးပြုလို့ရသွားစေမယ့်နည်းလမ်းလေးကိုမျှဝေပေးသွားမှာဖြစ်ပါတယ်ခင်ဗျာဒီ Telegram login ဝင်လို့မရတဲ့ပြဿနာကိုဘယ်လိုလူတွေအများဆုံးဖြစ်လိမ့်ရှိလဲဆိုရင်တော့ကိုဖုန်းကို reset ချလိုက်တဲ့သူတွေဖုန်းအသက်လဲတဲ့သူတွေဆိုလို့ရှိရင်ဒီပြဿနာကိုအများဆုံးကြုံတွေ့ရှိပါတယ်အခုလိုအနေနဲ့ဒီပြဿနာကိုမကြုံလာသေးဘူးဆိုလို့ရှိရင်တော့နောက်လဲဒေတာပေါက်ကြုံရင်ကြုံလာနိုင်သေးတာမလို့ဒီဗီဒီယိုလေးကိုတစ်ခါတည်းကြည့်ထားဖို့အကြံပေးချင်ပါတယ်ကိုလိုအနေနဲ့လောက်ရမှာကိုဖုန်းထဲမှာရှိတဲ့ Telegram ကိုကျွန်တော်ဖြစ်လိုက်ပါကျွန်တော် Play Store မှာ Telegram ကိုပြန်တောင်းပေးရပါမယ် Play Store ရဲ့ဝင်ပြီးတော့ကျွန်တော် Play Store ရဲ့ search bar မှာ Telegram လို့ရိုက်ရှာပေးလိုက်ပြီးတော့ဆိုလို့ရှိရင်ကျွန်တော်ဒီကောင်းလေးကိုပြန်တောင်းပေးရမယ်ကျွန်တော်တောင်းပြီးသွားပြီဆိုလို့ရှိရင်ကျွန်တော်ဒီ Telegram အောက်မှာပဲရှိပါလိမ့်မယ်ကျွန်တော် Telegram 8ဆိုပြီးတော့ရှိပါတယ်အဲ့ကောင်လေးကိုလည်းကျွန်တော်တို့ down ပေးရပါမယ်ကျွန်တော်အဲ့ကောင်လေးကိုလည်းနှိပ်ပြီးတော့ install လုပ်ပေးလိုက်မယ်ပြီးကျွန်တော် download ဆွဲပြီးသွားပြီဆိုလို့ရှိရင်ဒီကောင်လေးနှစ်ကောင် screen ကိုရောက်လာပြီဖြစ်ပါတယ်ရောက်လာပြီဆိုလို့ရှိရင်ကျွန်တော်ဒီ Telegram လေးကိုဖိထားလိုက်ပြီးတော့ app info ဆိုတဲ့ကောင်လေးရှိပါတယ်အဲ့ကောင်လေးတွေကိုကျွန်တော်နှိပ်လိုက်မယ်ပြီးတော့ဆိုလို့ရှိရင်ကျွန်တော်ဒီမှာ permission ဆိုတဲ့ကောင်လေးရှိရပေါ့နော်အဲ့ကောင်လေးကိုကျွန်တော်တစ်ချက်နှိပ်လိုက်ပါပြီးတော့ဆိုလို့ရှိရင်ဒီမှာ call log ဆိုတဲ့ကောင်လေးကိုလည်းကျွန်တော် all the way ကိုယူပြီးထားပါမယ်ပြီးတော့ဒီအပေါ်မှာရှိတဲ့ contact ဆိုတဲ့ကောင်လေးကိုကျွန်တော် all the way မှာယူပြီးထားပါမယ်ဒါပြီးတော့ဒီအောက်နားမှာရှိတဲ့ SMS ဆိုတဲ့ကောင်လေးကိုလည်းကျွန်တော် all the way ကိုယူပြီးထားမှာဖြစ်ပါတယ်ခင်ဗျာ okay အားလုံးယူပြီးသွားပြီဆိုလို့ရှိရင်ကျွန်တော် home screen ကိုပြန်ထွက်လိုက်ပြီးတော့ကျွန်တော်ဒီ Telegram လေးတွေကိုဝင်လိုက်ပါမယ် Telegram နဲ့ရောက်ပြီဆိုလို့ရှိရင်ကျွန်တော်ပုံမှန်တိုင်း start message ဆိုတဲ့ကောင်လေးကိုနှိပ်လိုက်မယ်ကျွန်တော်ပေါ်လာတဲ့ content ကိုနှိပ်ပြီးတော့ permission တွေပါတောင်းလာခဲ့လို့ရှိရင်ကျွန်တော် allow ကိုနှိပ်ပြီးလိုက်ပြီးတော့ကျွန်တော် country code ဖြစ်တဲ့9ကိုရိုက်ထည့်ပြီးပြီးရင်ကျွန်တော်တို့ရဲ့ phone number ကိုရိုက်ထည့်ပေးလိုက်ပါခုနမှရိုက်ပြီးသွားရင်မြားလေးကိုနှိပ်ပြီးတော့ပေါ်လာတဲ့ yes ကိုနှိပ်လိုက်မယ်ပြီးတော့ရင် continue ကိုနှိပ်ပေးလိုက်ပါဒါပြီးတော့ရင်ကျွန်တော်ဒီနေရာကိုရောက်လာပါလိမ့်မယ်ဒီနေရာကိုရောက်လာပြီဆိုလို့ရှိရင်ကျွန်တော်တို့ရဲ့ email ထည့်ပေးရပါဘောနော်ဒီလိုမျိုးပေါ်တဲ့သူတွေလည်းရှိတယ်လို့မပေါ်တဲ့သူတွေရှိပါတယ်ပေါ်ရင်တော့ကျွန်တော်ဘာမှလုပ်စရာမလိုပါဘူးပေါ်လာပြီဆိုလို့ရှိရင်ကျွန်တော်ဒီအောက်က sign in ဝင် Google ဆိုတဲ့ကောင်လေးနဲ့လည်းဝင်လို့ရတယ်ဒီမှာရှိတဲ့ Gmail ထည့်ပြီးတော့လည်းကျွန်တော်တို့ဝင်လို့ရတယ်ပေါ့နော်okayကျွန်တော်ဒီအောက်က sign in ဝင် Google ဆိုတဲ့ကောင်လေးနဲ့ပဲအလွယ်တကူဝင်လိုက်မယ်ဒီမှာဆိုလို့ရှိရင်ကျွန်တော်ဖုန်းခေါ်ပြီးတော့ verify လုပ်မယ်ပုံစံမျိုးပေါ်လာတယ်ဒါပေမဲ့ဒီညမှာတော့ပေါ်လာတဲ့ပုံစံတစ်ယောက်နဲ့တစ်ယောက်တူမှာမဟုတ်ပါဘူးကျွန်တော်လိုမျိုးပေါ်တယ်ဆိုလို့ရှိရင်ကိုယ့်ရဲ့ဖုန်းတွေကိုဖုန်းဝင်လာမှာဖြစ်ပြီးတော့ဖုန်းဝင်လာပြီဆိုတော့ auto ကိုယ့်ရဲ့အကောင့်တွေကိုဝင်တော့မှာဖြစ်ပါတယ်okayဒီညမှာစားပြီးတော့ကိုလူတွေကိုတေချာလေးနားထောင်နေခြင်းနဲ့ကျွန်တော်ဒီမှာဆိုလို့ရှိရင်ကျွန်တော်ဖုန်းခေါ်ပြီးတော့ verify လုပ်တဲ့ပုံစံမျိုးပေါ်တယ်ဒါပေမဲ့ကိုလူရဲ့ဖုန်းထဲမှာဒီလိုမျိုးကိုယ့်ရဲ့ဒီ Telegram အကောင့်တခြားဝင်ထားတဲ့ဖုန်းထဲမှာကုတ်ပို့ပေးမယ်ဆိုပြီးတော့ပေါ်တာမျိုးရှိမယ် SMS ပို့ရင်ပို့မယ်ဆိုပြီးတော့ပေါ်တာမျိုးရှိမယ်ပေါ့နော်တယောက်နဲ့တယောက်အကောင့်ဝင်ရတဲ့ပုံစံချင်းလုံးဝတူကြမှာမဟုတ်ပါဘူးဒါပေမဲ့ကိုလူကကျွန်တော်လိုမျိုးဖုန်းခေါ်ပြီးတော့ verify လုပ်မယ်ဆိုတဲ့ပုံစံမျိုးပေါ်လာတယ်ဆိုလို့ရှိရင်ကျွန်တော်ဖုန်းခေါ်ပါလိမ့်မယ်တကယ်ကိုဖုန်းနဲ့ဝင်မလာဘူးဆိုလို့ရှိရင်ကျွန်တော်တို့ရဲ့ဖုန်းကဘလော့မိထားတာဖြစ်နိုင်ပါတယ်ကျွန်တော်တို့ခုနောက်ပိုင်းဖုန်းတွေတော်များကျွန်တော်တို့တခြားနိုင်ငံတွေခေါ်တဲ့ဖုန်းတွေမှန်သမျှကိုဘလော့ထားတဲ့ feature လေးပါတယ်ပေါ့နော်အဲ့ကောင်လေးကိုကျွန်တော်တို့ဖိမိထားတာဖြစ်နိုင်ပါတယ်ဒီကျွန်တော်အဲ့ကောင်လေးကိုဘယ်လိုပြန်ပိတ်ရမလဲဆိုလို့ရှိရင်ကျွန်တော်တို့ရဲ့ဖုန်းထဲမှာရှိတဲ့ဒီဖုန်း call တွေဝင်လိုက်ဝင်ပြီးသွားပြီဆိုလို့ရှိရင်ကျွန်တော်တို့ထောက်မှာရှိရပေါ့နော်အစလေး30ကိုနှိပ်လိုက်ပြီးရင်ကျွန်တော်တို့ဒီမှာ block and feather ဆိုတဲ့ကောင်လေးရှိတယ်အဲ့ကောင်လေးကိုနှိပ်လိုက်ပါကျွန်တော်တော်များများဖုန်းတွေကတော့ပုံစံချင်းတူတယ်ပါတယ်ပေါ့နော်ဒီလိုမျိုးဒီ feature လေးပါတယ်အဲ့ကောင်လေးကိုနှိပ်ပြီးသွားရင်ဒီတောင်းကအစလေး30ကိုထပ်နှိပ်လိုက်ပြီးရင် block and feather ဆိုတဲ့ကောင်လေးကိုနှိပ်လိုက်မယ်ပြီးတော့ဆိုလို့ရှိရင်ကျွန်တော်ကိုလူရဲ့ဖုန်းနံပါတ်ပေါ့နော်ဒီကောင်လေးပွင့်နေရဆိုလို့ရှိရင်ပြန်ပေးလိုက်ပြီးတော့ရင်ကျွန်တော်ဒီမှာ block call ဆိုတဲ့ကောင်လေးရှိပါလိမ့်မယ်အဲကောင်လေးကိုကျွန်တော်တစ်ချက်နှိပ်လိုက်နှိပ်ပြီးတော့ဆိုလို့ရှိရင်ဒီမှာဆိုလို့ရှိရင်ပေါ့နော်ကျွန်တော် block call by region ဆိုတဲ့ကောင်လေးအဲအောက်ကကောင်လေးကျွန်တော်တို့ဖိမိထားတယ်ဆိုလို့ရှိရင်ကျွန်တော်တို့လုံးဝကိုဖုန်းနဲ့ကို Telegram ဖုန်းခေါ်ရင်လုံးဝဝင်လာမှာမဟုတ်ပါဘူးအဲကောင်လေးဒီလိုမျိုးပွင့်နေရဆိုလို့ရှိရင်ကျွန်တော်ပြန်ပေးဖို့လိုတယ်ဒီ block all call ဆိုတဲ့ကောင်လေးကျွန်တော်ဒီ block on unknown number ဆိုတဲ့ကောင်လေးပွင့်နေရဆိုလို့ရှိရင်လည်းကျွန်တော်ပြန်ပေးဖို့လိုပါတယ်ဒီကောင်လေးကိုကျွန်တော်ပိတ်ထားပြီးမှသာ Telegram ဖုန်းခေါ်ရင်ဝင်မှာပါโอเคကိုလူကဒီလိုမျိုးငါတို့လောက်ထားတဲ့အတိုင်းမဲ့ဝင်မလာဘူးဆိုလို့ရှိရင်ကျွန်တော်တို့တခြားနည်းလမ်းလည်းကျွန်တော်လုပ်လို့ရပါသေးတယ်ဒီ setting တွေကိုရှားလို့မတွေ့ဘူးလုပ်လို့မရဘူးဆိုလို့ရှိရင်ကျွန်တော်တို့ SMS နဲ့ကျွန်တော်တို့ကုတ်ချခိုင်းတဲ့နည်းလမ်းနဲ့လုပ်လို့ရသေးရပေါ့နော်အရင်တော့ဒီနည်းလမ်းလေးကိုအရင်ရှားပြီးတော့စမ်းကြည့်တယ်စမ်းကြည့်ပြီးမရကမှကျွန်တော်နောက်တစ်နည်းကိုစမ်းကြည့်ပေါ့နော်ကိုလူက block setting တွေရှားလို့မတွေ့ဘူးကိုဖုန်းနဲ့လည်းဖုန်းဝင်မလာဘူးဆိုလို့ရှိရင်ကျွန်တော်ဒီနေရာမှာပေါ့နော် you can request SMS ဆိုတဲ့အကောင်လေး second လေးရင်းနေရာလေးရှိရပေါ့နော်အဲ့ကောင်လေးကိုကျွန်တော်တို့စောင်းပေးလိုက်စောင်းပေးပြီးသွားပြီဆိုလို့ရှိရင်ကျွန်တော် second ပြေးသွားပြီဆိုတော့ SMS code ဆိုပြီးတော့ပေါ်လာလိမ့်မယ်အဲ့ကောင်လေးကိုကျွန်တော်နှိပ်ပေးလိုက်နှိပ်ပြီးသွားပြီဆိုလို့ရှိရင်သူပေါ်လာတတ်တဲ့ပုံစံက2မျိုးရှိပါတယ်ကိုဖုန်းနဲ့ကိုကြာလာတဲ့ SMS က code ကိုထည့်ခိုင်းတာရယ်အခြားတစ်ပိုက်မှာဝင်ထားတဲ့ကိုယ့်ရဲ့ Telegram ကောက်ကိုပို့ပေးထားတဲ့ကျွန်တော်တို့ code ကိုရိုက်ထည့်ပေးရတာရယ်2မျိုးရှိပါလိမ့်မယ်တယောက်နဲ့တယောက်ပေါ်လာတာချင်းတော့တူမှာမဟုတ်ပါဘူးကျွန်တော်ရဲ့ဖုန်းနဲ့ကို SMS code ချပေးတဲ့နေရာမှာလည်းပုံစံကွဲပါသေးတယ်ကျွန်တော်ရဲ့ဖုန်းနဲ့ကိုဖုန်းခေါ်လာမျိုးရှိရင်ရှိလိမ့်မယ်ကျွန်တော်ဖုန်းခေါ်လာပြီဆိုလို့ရှိရင်ကန်ကြည့်လိုက်ကန်ကြည့်ပြီးလို့ရှိရင်သူကကုတ်ကို အော်ပေးတာမျိုးရှိတယ်ကျွန်တော်အော်ပေးတယ်ဆိုလို့ရှိရင်အော်ပေးတဲ့နာမည်လေးကိုရိုက်ထည့်ပေးလိုက်ပေါ့နော်တကယ်လို့အော်မပေးဘဲနဲ့ဖုန်းကြီးကကျွန်တော်ဝင်လာပြီးတော့အော်တိုကြာသွားရဆိုလို့ရှိရင်ကျွန်တော်ဝင်လာတဲ့ဖုန်းနံပါတ်ရဲ့နောက်ဆုံး5လုံးဖြစ်ဖြစ်6လုံးဖြစ်ဖြစ်ကိုရိုက်ထည့်ပေးရပါမယ်
ဖုန်းတွေပါဝင်မလာဘူးဆိုလို့ရှိရင်တော့ SMS ကိုကြာကိုကြာလာပါလိမ့်မယ်ကုတ်ဝင်မလာဘူးကုတ်မပို့တာတေးကြသွားပြီဆိုလို့ရှိရင်တော့ကျွန်တော်တို့ကုတ်ပို့ခိုင်းတဲ့ဥစ္စာကြီးထပ်ခါသွားမနေနဲ့24နာရီစောင့်ခိုင်းတာပဲဖြစ်သွားနိုင်တယ်အဲ့လိုမျိုးပို့မလာဘူးဆိုလို့ရှိရင်ကျွန်တော်တို့ဒီ Telegram app ထဲမှာလုပ်လို့မရတော့ဘူးเนาะတောင်းခဲ့တဲ့ဒီ Telegram H ဆိုတဲ့ကောင်းလေးတွေကိုဝင်ပေးလိုက်ဝင်ပြီးသွားပြီဆိုလို့ရှိရင်ကျွန်တော်တို့ဒီအောက်က start message ဆိုတဲ့ကောင်းလေးကိုနှိပ်လိုက်ပါเนาะဒီမှာကျွန်တော်တို့ရဲ့ Telegram အကောင့်ဖွင့်ထားတဲ့ဖုန်းနံပါတ်ကိုရိုက်ထည့်ပေးလိုက်ရိုက်ထည့်ပြီးသွားပြီဆိုလို့ရှိရင်ကျွန်တော်မြားလေးကိုနှိပ်လိုက်ပါเนาะနှိပ်ပြီးသွားပြီဆိုတော့ ဒီမှာကုတ်တောင်းတယ်ပေါ့နော်ကုတ်ကဒီမှာဆိုလို့ရှိရင်ကျွန်တော်တို့ Telegram ကျွန်တော်တို့ရဲ့ Telegram အကောင့်တွေကိုပို့ပေးမယ်ကျွန်တော်တခြားဖုန်းတွေဝင်ထားရတာရှိလို့ရှိရင်iPhone နဲ့ကြည့်ရမှာပေါ့နော်ဒါပေမဲ့ကျွန်တော်တို့ကတခြားဖုန်းတွေမှာဝင်ထားရမျိုးလည်းမရှိဘူးအဲကြောင့်မလို့ကျွန်တော်တို့ကဒီအောက်က dedicate the code ဆိုတဲ့စာလေးကိုကျွန်တော်တို့နှိပ်ပေးလိုက်ပါနှိပ်ပြီးသွားပြီဆိုလို့ရှိရင်ကျွန်တော်တို့က Telegram အိတ်ထဲမှာဆိုလို့ရှိရင်ကျွန်တော်တို့ရဲ့ဖုန်းတွေကို data box ကုတ်ချပေးတယ်ဒီမှာဆိုလို့ရှိရင်ကျွန်တော်ဖုန်းဝင်လာပေါ့နော်ကျွန်တော်ဆောင်းတာပြောခဲ့တယ်လို့မျိုးပဲဖုန်းဝင်လာရဲဆိုလို့ရှိရင်ကျွန်တော်ကုတ်ကိုကင်ပြီးတော့နားထောင်လိုက်ကျွန်တော်ဘာမှမပြောဘဲနဲ့ချသွားရဆိုလို့ရှိရင်ကျွန်တော်ဖုန်းနံပါတ်ရဲ့နောက်ဆုံး5လုံးကိုရိုက်ထည့်ပြရမှာပဲဖြစ်ပါတယ်ရိုက်ထည့်ပြီးတော့အနေနဲ့ကျွန်တော်တို့ရဲ့အကောင့်တွေကိုစမ်းဝင်သွားမှာပဲဖြစ်ပါတယ်ခင်ဗျာဒီ Telegram H ထဲမှာဆိုလို့ရှိရင်ကျွန်တော်တို့ရဲ့ဖုန်းတွေကို SMS မကြတာတွေဖုန်းမခေါ်တာတွေလုံးဝမရှိပါဘူးကိုလိုကကျွန်တော်ဆောင်းတာပြောခဲ့တယ်လို့အဆင့်တွေကိုအရင်လုပ်ပြီးကမှဒီအဆင့်ကိုနောက်ဆုံးလုပ်ဆောင်တင်တယ်ဒီ Telegram ကနေကုတ်တောင်းတဲ့သူတွေကကြတော့ဒီအဆင့်ကိုလုပ်ဆောင်မှရမယ်ပေါ့နော်အခြားနည်းလိုက်နေမရဘူးကျွန်တော်ဒီ Telegram H ကနေ login ဝင်ပြီးမှပဲကျွန်တော်လုပ်လို့ရပါမယ်ဒါဆိုလို့ရှိရင်ကျွန်တော်တို့ရဲ့ Telegram အကောင့်ဝင်လို့ရသွားပြီဖြစ်ပါတယ်ဝင်လို့ရသွားပြီဆိုတော့ကိုလူလိုအများကြီးထပ်ပြီးရှင်းပြစရာလိုတော့မယ်မထင်ပါဘူးဒီအဆင့်နေပြီးသွားပြီဆိုလို့ရှိရင်ကိုလူလိုတုံးနေကြဖြစ်တဲ့ပုံမှန် Telegram ကိုကျွန်တော်တို့ပြန်ဖြစ်ပြီးတော့ပြန်ထည့်ပေးရပါမယ်ထည့်ပြီးသွားပြီဆိုလို့ရှိရင်ကျွန်တော်တို့ဝင်နေကြအတိုင်းကိုယ့်ရဲ့အကောင့်ကိုပြန်ဝင်လိုက်ကုတ်တောင်းတဲ့နေရာရောက်ပြီဆိုလို့ရှိရင်ကျွန်တော်တို့ကုတ်ကဒီ Telegram H တဲ့ကိုကြောက်လာမှာပါဒီ Telegram H တဲ့ကိုရောက်လာတဲ့ကုတ်ကိုကျွန်တော်တို့ရိုက်ထည့်ပေးလိုက်ရိုက်ထည့်ပြီးသွားပြီဆိုလို့ရှိရင်ကျွန်တော်တို့အကောင့်တွေကိုပုံမှန်အတိုင်းပြန်ဝင်ပြီးတော့သုံးလို့ရပြီပဲဖြစ်ပါတယ်ခင်ဗျာ